မြမဖက်ဆက်ရာဇဝင်နေတဲ့ကနာမည်ကြီးပြီးထူးဆန်းအောင်ပဲကောင်းတဲ့ရေစင်ချောင်းကိုပြပြပေးကြပါတယ်။စင်ကြီးတွေတောင်ဒူးတုံရတဲ့ရေစင်ဆိုတာပါလေ။မြင်အောင်ကြည့်လိုက်ပါတိုးထဲမှာခန့်သားထဲသွားပြီးအင်အားကြီးမားတဲ့စင်ကြီးတစ်ကောင်ကိုစီးပြီးချောင်းတစ်ခုကိုဖြတ်ဖို့လုပ်နေတယ်။ရုတ်တရက်စင်ကြီးကရှေ့ဆက်မတိုးရဲတော့ပဲတုံးလုံးချောက်ချပြီးနောက်ဆုတ်ပြေးဖို့ကြိုးစားတော့တယ်။ဘာကြောက်ပါလဲ။ချောင်းထဲမှာမိချောင်းရှိလို့လားမဟုတ်ပါဘူး။အကြောင်းရင်းကတော့လက်တော့ဆုပ်စာအရွယ်အစားပဲရှိရဲ့ရေစင်ဆိုတဲ့တတဝါလေးကြောက်ပါပဲ။ရေစင်ဆိုတာကနာမည်နဲ့လိုက်အောင်ထူးခြားပါတယ်။အရွယ်အစားလက်တဆုပ်စာလောက်ပဲရှိရဲ့တကယ်အကောင်တသေးလေးပါရုပ်တင်ပုံစံကတော့စင်နဲ့တထရတဲ့တူတယ်အဆွဲပါတယ်နှမောင်းပါတယ်ဒါပေမဲ့ထူးခြားတာကသူ့ခြေထောက်တွေကစင်ခြေထောက်တွေလို့မဟုတ်ပဲကြက်ခြေထောက်လိုခြေချောင်းလေးတွေပါနေတာပါပဲသူ့ရဲ့နေထိုင်မှုကတော့ရေထဲမှာနေရဲ့ရင်းကြီးရေမော်တွေကိုစားတဲ့နှုတ်တိုက်တရွာဖြစ်ပြီးအုပ်စုဖွဲ့နေတတ်တယ်လို့ဆိုကြတယ်ပါဇက်ရဆွဲနေအရာဒီအကောင်ဆွဲနဲ့ထိုးလိုက်ရင်လူတောင်တည်နိုင်တယ်လို့စင်ကြီးတွေဆိုလဲတုံးကနေလဲကျတည်ဆုံနိုင်လောက်အောင်အနေရရှိရတယ်ဒါကြောင့်ဆင်တွေကရေစင်အနှံ့ရတာနဲ့အနာမကက်ရဲတော့တာပါဆင်ဦးစီးတွေနဲ့ဒေသခံတွေကြားမှာရေစင်ဖက်နဲ့နီလန်းကလည်းစမ်းပြပါတယ်ရေစင်တွေကဆင်ကိုအယံမုံအယံရံလိုကြတာကိုခင်ကောင်ယူပြီးဖမ်းကြတာပါမပြောတော့တုံးကိုယူအဲ့ဒီပေါ်မှာဆင်ချူတွေတုံလင်းပြီးရေစင်ရှိမဲ့ချောင်းနဲ့မျောလိုက်ရတယ်ရေစင်ကဆင်ချိနှံ့ရတဲ့နဲ့ဒေါသတကြီးပြေးလာပြီးငပြောတော့ကိုအဆွဲနဲ့အတင်းဝင်ဆောက်ထိုးတော့တာပဲအဲ့ဒီမှာငပြောတော့သားနဲ့အဆွဲညှိပြီးမပြစ်နိုင်တော့တဲ့အချိန်ဖမ်းယူကြတယ်လို့ဆိုပါတယ်ရေစင်ဆွဲဟာမှောင်ခိုဈေးကွက်နဲ့အယူတီးတဲ့သူတွေကြားမှာတော့တမိုးမဖြတ်နိုင်တဲ့အရာပါပဲရေစင်ဆွဲကိုဆောင်နိုင်ရင်ဘေးရန်နေရဲ့ကင်းနဲ့ဓာပြီးကြည်ပြီးတယ်လို့ယုံကြည်ကြပါတယ်အထူးသဖြင့်ဆင်ဦးစီးတွေကရေစင်ဆွဲကိုလေပင်ဆွဲကြိုးလုပ်ပြီးဝတ်ထားရင်ဘလောက်ရိုင်းတဲ့ဆင်ဖြစ်ဖြစ်သူ့ကိုကြောက်ပြီးခိုင်းသမျှလုပ်တယ်လို့ဆိုကြပါတယ်ရေစင်အသေးကောင်ပြရင်တော့ဆင်တွေနောက်ဆုတ်ပြေးကြတယ်ဆိုပဲဒါကရိုးရိုးထန်တာကြီးတသက်မဟုတ်ပါဘူးသမိုင်းမှာမှတ်တမ်းတင်ခံရမှုရဲ့ဖြစ်ရည်ရှိခဲ့မှုပါတယ်1980ခုနှစ်ဩဂုတ်လ23ရက်နေ့ထုတ်လောက်တာပြည်သူနေစဉ်သတင်းစာမှာတိကုဆရာဝန်ဦးဖမြိုင်ကိုယ်တိုင်ရေစင်အထီးနှံမကိုဖမ်းမိခဲ့တဲ့သတင်းပါလာဘူးပါတယ်။ရခိုင်ပြည်နယ်ဘက်ကဂျုံတွေမှာဖမ်းမိခဲ့တာပါ။ရဲဘော်သုံးချင်းတွင်ဘူတာယာသူကိုယ်တိုင်လည်းပဲခူးရုံမဘက်မှာရေစင်အရှင်တကောင်ဖမ်းမိဘူးတဲ့ဆိုတဲ့သတင်းတွေရှိခဲ့ဘူးပါတယ်။မျက်မြင်သက်သေများအနေနဲ့လည်းကချင်ပြည်နယ်ဘက်မှာလည်းရေစင်မောင်နှံကိုဖမ်းမိပြီးကန်နဲ့ထည့်မွေးထားဘူးတဲ့။ဒါပေမဲ့ရက်ပိုင်းအတွင်းမှာပဲတည်ဆုံးသွားတယ်ဆိုတဲ့မျက်မြင်သက်သေပြောစကားတွေလည်းရှိနေပါတယ်။သိပ္ပံပညာအရာကြည့်မယ်ဆိုရင်တော့ဒါဟာမျိုးသုံးလူနေပါဖြစ်နေတဲ့သတ္တဝါငယ်တစ်မျိုးသို့မဟုတ်ရှင်းကျွတ်မျိုးနဲ့ဝင်ရင်းနေသတ္တဝါတစ်မျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရှေးလူကြီးတွေနဲ့ဆင်ဦးစီးတွေရဲ့ဗစက်ရဆိုရင်မှာတော့ရေစင်ဆိုတဲ့တောတောင်ရင်းမြစ်ရဲ့လှဝက်သေးဖို့သတ္တဝါဆန်းတစ်ခုဖြစ်ဒီနေ့ထက်ထိရှိနေသေးပါပဲ။ဘလို့လဲတောထဲရောက်လို့ချောင်းဖြတ်တဲ့အခါရေစင်လေးတွေကိုလိုက်ရှာကြည့်ခြင်းစိတ်ပေါက်သွားကြပြီလား။